Hello everyone, Cats and Cards ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Shadow Darkness Oracle ဆိုတဲ့ကတ်ကို unboxing ဖွင့်မှာပေါ့နော်ဒါလေးကတော့ Rockpool Publisher Cats ရဲ့ favorite Oracle Publisher ပေါ့နော်ထုတ်ထားတဲ့ Cats ဆိုတော့ Cats ကဒါစိတ်ဝင်စားပြီးဝယ်လိုက်တာတကယ်တော့ Cats စီမှာလာပြီးတော့မေးတာကလို့မျိုးအတိုက်ခိုက်တွေရှိနေလားဒီတိုက်ခိုက်တွေကိုဘယ်လိုမျိုးကြော်လွှားရမလဲဘယ်လိုပုံစံနဲ့တိုက်ခိုက်နေလဲဆိုတဲ့ဥစ္စာတွေအတွက်ကြည့်ပေးဖို့ Cats ကဝယ်လိုက်တာဒါပေမဲ့ unboxing မလုပ်ခင်မှာပဲ Cassie မှာ9ယောက်လောက်လာကြည့်သွားအောင်เนาะဆိုတော့ဒီ card လေးကိုမသုံးလိုက်ရဘူးဆိုတော့နောက်ထပ်ဒါလာကြည့်မဲ့သူတွေအတွက်ပေါ့နော် Okay unboxing ဖွင့်ရအောင်ဆိုတော့ဒါလေးက Guess Asia Bookstore ကနေဝယ်ထားတာဈေးနှုန်းက935ဘတ်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်တော့3သိန်းဝန်းကျင်လောက်ရှိမယ်ထင်တယ်တသိန်းကြော်လောက်ပေါ့နော်ကြည့်ရအောင်ဗာလေးပါမလဲ gas ဒီလိုကတ်တွေကတော့တောင်းတန်ရောက်3လေးတော့မရှိဘူးပေါ့နော်ဒါပေမဲ့လဲဒါထူးထူးခြားခြားလေးဆိုပြီးတော့ gas ဝယ်လိုက်တာပေါ့နော် Shadow Darkness Oracle တဲ့တခြားလူတွေသုံးတာလဲလေ gas တိတ်မမြင်ဘူးဒီတက်ကိုဆိုတော့ဒါလေးကတော့မျောလင့်ထားတဲ့အတိုင်းပေါ့နော် gas ရဲ့ဒါဘေးဖောင်လေးအနီလေးပါမယ်လို့မျောလင့်ထားတာဆိုတော့မျောလင့်ထားတဲ့အတိုင်းဘေးပေါင်အနီလေးပါရပါတော့ Okay ကြည့်ရအောင်နံပါတ်1ကတော့ stuck တဲ့နော် lost directionless so guarded ပုံလေးတွေကနည်းနည်းလေးကြောက်ဖို့ကောင်းတဲ့ပုံလေးတွေပေါ့နော်သူကအယိုးကောင်းနေနေဆိုတော့ distracted ဒါမဲ့လေဒါကအတိုက်ခိုက်မှမဟုတ်ဘူးပေါ့နော်စိတ်ကလေးနည်းနည်း negative energy များနေတယ် retrograde ကာလတွေတည်ရမလားလို့တိတ်အစင်မပြေရဲ့ကာလတွေမှာဆိုရှင်လေကိုကပင်နာအစင်မပြေနေရလဲဘာလို့အစင်မပြေနေရလဲဆိုတဲ့ဥစ္စာကိုကဲဆိုဒီမှာကြည့်လို့ရပါပေါ့နော် deception ကိုလိမ့်လေနေရဲ့လူရှိလားလူမှုရေးတိုက်ခိုက်ရှိလားအဲ့လိုမျိုးလေးတွေလဲကဲဆိုဒီမှာကြည့်လို့ရပါပေါ့နော် blocked stagnation obstruction နော်ဘယ်နေရာကလိုအပ်ချက်ရှိနေရလဲဘယ်နေရာတွေကမှားနေရလဲဆိုတာကိုကြည့်လို့ရရလေးပါဒါတော့လူတိုင်းကတော့ဒါကိုသဘောကျချင်မှကြမယ်ပေါ့နော်နည်းနည်းလေး dark sun နဲ့ဥစား spiritual sun နဲ့ဟာလေးတွေဟောတာများတဲ့သူတွေအတွက်ဆိုလို့ရှိရင်အဆင်ပြေဥမာအခြေစည်းဝါးလူမှုရေးလောက်ပဲဟောတဲ့လူဆိုရှင်ကြတော့ဒီတက်ကတိတ်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်လူမှုရေးဆိုရင်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့အဲ့လိုအခြေစည်းဝါးပညာရေးတို့ဘာလို့ဆိုလို့ရှိရင်ကြတော့နည်းနည်းသုံးရတာဘယ်လိုပြောရမလဲသုံးလို့တော့ရပါတယ်မရဘူးတော့မဟုတ်ဘူးနော်သုံးလို့ရတယ်ဒါပေမဲ့ဟိုတချို့ကြတော့လေနည်းနည်း cute type လေးတွေကြိုက်တာများတယ်ကာတွန်းလေးတွေကာတွန်းထားတော့တဲ့ကိုမှကာတွန်းပုံလေးနေပေါ့နော်ဟောတာများရဆိုလို့ရှင်တော့ဒီ deck ကအဆင်မပြေတော့ဘူးဒါပေမဲ့ gas ဒီ deck ကိုဘာလို့ဝယ်လိုက်တာလဲဆိုတော့ဒီ deck ကို gas ကဒီ the black tarot နဲ့လည်းတွဲပြီးတော့ဟောလို့ရမယ်နောက်တစ်ချက် gas ဒီကဒီ horror tarot နဲ့လည်းတွဲပြီးတော့ဟောလို့ရမယ်တော်တော်လေးကိုလိုက်တယ်ပေါ့နော်ကက်ကဆိုတော့အဲ့ဒါနဲ့ gas ကယူလိုက်တာပါ awakening power non-conformistic rejecting beliefs anatomy ကိုကလေဒါကြောင့်လေ guardian reading တကယ်တော့ကြည့်တယ်ဆိုလို့ရှိရင်လေဒီဟာကိုထည့်ပြီးတော့ကြည့်လို့ရရပေါ့နော်ကိုရဲ့ inner demons တွေကကိုဘာတွေပြောနေလဲအဲ့လိုပုံစံလေးပေါ့နော်ကိုပေါ်မှာဘယ်လိုလွှမ်းမိုးမှုတက်ရောက်မှုတွေရှိနေလဲပေါ့နော် strength တဲ့ courage determination gas ကိုတခါလေး gas Santa Murate Tarot deck ကိုသုံးတဲ့အချိန်မှာကတ်တွေကကြက်တီကိုမရှိဘူးဆိုပြီးတော့ comment တစ်ခု gas ရပူတယ်ပေါ့နော်အဲ့ဒီအချိန်မှာ gas တော်တော်လေးကို trauma ဝင်သွားတာဒီကတ်တွေကိုလေအဲကြောင့်မလို့အစပိုင်းတော့ကလည်းလူတိုင်းတော့မဟုတ်တော့ဘူးဘာညာပြောနေတာ gas ရဲ့ trauma response ပေါ့နော်တကယ်တော့ဒီလိုကတ်တွေသုံးရတာတကယ် trauma ဝင်တယ်အဲ့လိုမျိုး comment ပေးတဲ့နေရာမှာတချို့လူတွေကြတော့လည်းနားလည်မှုရှိတဲ့လူတွေဆိုရှင်တော့အဲ့လို comment ပေးမလဲပေါ့နော်ဒါပေမဲ့နားလည်မှုမရှိတဲ့သူတွေကြတော့အဲ့လိုမျိုးအဲ့လိုနည်းနည်း bias အဆွဲရှိအယူဆအဆွဲရှိရပါတော့ဆိုတော့ introspection တကယ်တော့လေဒါတွေကလေအရန်သုံးလို့ကောင်းတဲ့ type တွေဒါအရန်သုံးလို့ကောင်းတဲ့ type တွေဒါပေမဲ့တောင် client ဆိုလို့ရှိရင်ကြာလေအဲ့လိုပေါ့နော်နားလည်မှုရှိရဲ့သူဖြစ်မလားဒါမှမဟုတ်ဒါတွေသဘောမကျရဲ့လူဖြစ်မလားဆိုတော့ဥစ္စာကိုတိတ်ဘယ်လိုပြောရမလဲကိုနဲ့ရင်းနှီးပြီးသား client နေဆိုတော့အဆင်ပြေပြီမဲ့မရင်းနှီးရသေးဘူးခုမှစပြီးတော့လာကြည့်ရတဲ့သူတွေဆိုလို့ရှိရင်ကြာနည်းနည်းသဘောမကျတာမျိုးရှိနိုင်တော့
don't ထုတ်သုံးဖြစ်ဖို့တော့ရှားမယ်ပေါ့နော်တော့ gas မသုံးဖြစ်လောက်ဘူးအနည်းဆုံးတော့ client ကိုမပြဖြစ်လောက်ဘူးပေါ့နော်ဒီကတ်တွေဒါပေမဲ့လည်းအကယ်စိတ်ဝင်စားလို့ဒီကတ်နဲ့မှကြည့်ချင်ပါတယ်God Center ကိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီကတ်ကလေးကို screenshot ရိုက်ပြီးတော့ gas ဒီကတ်နဲ့ oracle လေးကြည့်ပေးပါဆိုပြီးတော့ gas ကိုလာပြောလို့ရပါတယ်အဲ့လိုဆိုလို့ရှိရင်တော့ gas ကြည့်ပေးမယ်ပေါ့နော် flight symmetry circles ဆိုလေးကပါပေါ့နော်ကဲကလေးအကုန်လုံးကသူ့ဟာနဲ့သူပေါ့နော်အတိပေကသူ့ရဲ့ net shine မှုနဲ့သူ depth နဲ့သူရှိရပေါ့နော်back side လေးကိုလည်း gas တော်လေးသဘောကျတယ်အနီနဲ့အမဲကိုစထားတာဘေးပေါင်ကလည်းအနီပါတယ်ပေါ့နော်ဆိုတော့လက်သေးနီပါဆိုရှင်လက်သေးအမဲအောင်လေးနဲ့ဆိုလို့ရှိရင်အရန်လှမယ်လို့ gas စိတ်ထဲခံစားရတယ်ဆိုတော့ဒီ deck ကတော့ကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်ပေါ့နော်အဲ့ဒါကိုဖယ်လိုက်လို့ရှိရင်တော့သဘောကျတဲ့လူအတွက်ဆိုလို့ရှိရင်တော့လုံးဝ10 out of 10 deck လို့ guess ပြောလို့ရတယ်အကယ်မကြိုက်တဲ့သူဆိုလို့ရှိရင်တော့ maybe 5 6 7ပေါ့နော်ဒါကတော့ကိုယ့်ရဲ့preference ပေါ်မူတည်သွားမှာပေါ့နော် okay ဆိုတော့ဒါလေးကတော့ embossing လေးရိုက်ပြထားဖြစ်ပါတယ် character ကလေးသဘောကျရဆိုလို့ရှိရင်လည်းလိုက်ပြီးတော့ဝယ်လို့ရအောင်လို့ပေါ့နော် guess က review ကြော်ညာလေးပေးရပါတော့Okay အဲ့ဆိုလို့ရှိရင်တော့ဒီ video လေးကဒီလောက်ပါပဲအားလုံးပဲနောက်ထပ် video တွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ် bye bye